ခွင့်ကနေပရလောကတကားပေါခန်းစဉ်နဲ့တွဲလိုက်အောင်များလို့နဲ့ပညာဝေစက်ခံသူစိတ်ဝင်စားကြတော့ကောင်းလာပြီဆရာပြီးတော့ဘာတွေစစ်ဖြစ်သေးလဲကိုရိုင်းချိုကခိုင်းခွဲကိုကိုင်းတိုင်းမေလုံးပြူသားနဲ့မေးလိုက်ခွင့်ကကအပြုံးပြပြလေးပြုံးပြီးဒီလိုပြောက်ကိုလိုက်သူအတန်တူတူပြင်ပြောကအတိတ်ကိုငေးမျောလိုက်စီကျွန်တော်လည်းဘန်တို့လာချင်းမဲ့နောက်ဝကျမ်းပေါ်မှာသွေးနေအောင်တောက်နေတဲ့စက်လုံးတွေကာရာတချို့ပေါ်နေတာကိုတွေ့လိုက်ရညအမောင်ထဲမှာစောင်းအိုရဲ့စာမျက်နှာတွေကအသက်ရှိနေတယ်လို့တလက်လက်တောက်ပါကျွန်တော်လည်းစိတ်ထဲမှာမတူးတော့ဘူးဒီချမ်းကငါးလက်ထဲရောက်လာမှတော့ငါနဲ့ထိုက်တန်လို့ပဲဖြစ်မှာဒီလိုတွေးမိလိုက်တယ်ဒါနဲ့အကျိုးကြောင့်အားလုံးကိုဘာကြီးဆရာတော်တွားချောက်ထားလိုက်တာပေါ့ဒါဆိုဆရာဘာကြီးတော်ဘုန်းကြီးကခွင့်ပြုလိုက်တာလားကိုလိုက်ကစိတ်ဝင်စားစွာမေးလိုက်သည်ခွင့်ကခေါင်းညှိလိုက်တယ်ဆရာတော်ကြီးကတော့အစားကဘယ်ခွင့်ပြုပါမလဲကိုလိုက်ဒါပေမဲ့ခွင့်ကမျက်နှာသည်လေးနဲ့လာပြီဒါတွေလည်းမလွဲမသွေကြုံရမယ်ကညမဆိုတာပြီးတော့နောက်ဆုံးတော့ခွင့်ပြုလိုက်တယ်ပြီးတော့ဆရာကကျွန်တော်ကိုဂျေးစီလေးတစ်ခုပေးလိုက်တယ်ဂျေးစီဟုတ်လားဒါမှဂျေးစီတော့မဟုတ်ဘူးကိုလိုက်ရေးကြုံလာရဲ့အသက်ကိုကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတယ်ဒါနဲ့ကျွန်တော်လည်းဆရာတော်ကိုစကုတ်ကတော်ပြီးချမ်းပြီးရှေ့ပိုင်းဒါရှိလိတ်ကနေ3နိုင်လောက်ကောင်းမောင်းတော့ရတဲ့မိုင်းစစ်တော်ကျော်ဝိုင်းဘက်ကိုခရီးထွက်ခဲ့တာပေါ့ကိုလိုက်ကလည်းလုံးဝင်းလာတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီတော်ကြီးကဒူတော်မွေရဲဘူးလို့ကျွန်တော်ကြားဘူးတာပေါ့ခွဲကခိုင်းရတဲ့ဘက်ကိုငုံတော့လိုက်သည်ဒေါနာတောင်တန်းရိုးကိုဖြက်နမ်းပန်ရွာဘုံမချင်းတောင်တန်းကိုကျော်လင်းလျှောက်လို့ကူဒေါနယ်ကြီးတဲ့ကမုံစုဟောင်းရွာကိုဖြတ်ခဲ့တယ်ပြီးတော့မျက်နှာမဲရွာကိုစားချတော့တာပဲဗျာဒါနဲ့တော်တော်စွန်စားမှာပဲတော့ဆရာဟုတ်တာဘကိုလိုက်ရခွင့်ကတပြင်းချပြီးပြောလိုက်တယ်မျက်နှာမဲရွာဆိုတာတော်ရုံလူဝင်ပြီးရတဲ့နေရာရှားဖို့လည်းခက်တယ်ကျွန်တော်လည်းရွာကိုချရင်တနေရာရောက်မှမြို့ကိုယ်တွေစိုင်းနေတဲ့တောင်ကုန်းတစ်ခုစီရောက်သွားပြီးတော့ခွင့်ကကြီးအတန်သည်တိုးသွားသည်ရုပ်ကိုပြိုကိုခေါ်ရမလားပဲကိုကြီးတခုတွေးလိုက်ရတယ်ကိုပုံစံကလူရိုးကောင်းပုံဖြစ်နေတယ်ပုံပြီးဒုစန္ဒာကဂူတွင်းထဲကအပြူရောင်လေးတန်းတွေထွက်နေကိုလိုက်ကတရွေးမျိုးရှာလိုက်သည်ဆရာအဲ့လိုနေရာတွေဝင်ရတာလားခွဲကရေလိုက်သည်အဲ့ဒီရှင်ကကျွန်တော်ကလေလူငယ်သေးဘူးဆိုတော့ရောက်လက်စားနေမထူးဘူးဆိုပြီးဝင်လိုက်တာပေါ့ခုတည်းရောက်တော့နေရာတွေမှာရှင်းအောင်အင်းတိုက်တွေထူးဆန်းတဲ့အယုတ်တွေမမြင်ဘူးတဲ့စလုံးတွေရေးထားတယ်ပြီးတော့ကိုယ်ထဲမှာပစ္စည်းမျိုးမျိုးရှိနေတယ်ကျွန်တော်လည်းတခုချင်းစီလိုက်ကြည့်နေရင်တနေရာရောက်မှခွင့်ကအတန်တိုးလာတယ်ဘဝပြိုနဲ့တရားစီးထားတဲ့အိုးငယ်လေးတစ်လုံးကိုတွေးလိုက်ရတယ်အဲဒီအိုးလေးကဝေးလောင်လို့တောက်ပြီးရမ်းလာတယ်ကျွန်တော်လည်းမထူးဘူးဆိုပြီးယူကြည့်လိုက်တော့ဘဝပြိုပေါ်မှာချွေအောင်စလုံးနဲ့ရေးထားတာကိုတွေးလိုက်ရကိုလိုက်ကစိတ်လုံချစွာမေးလိုက်သည်ဘာရေးထားတာလဲဆရာခွင့်ကဖြည်းဖြည်းချင်းပြောလိုက်သည်ရနမဲရွာကိုမြင်လို့လေဤစင်းမုတ်ကိုမျိုးလုံးတွင်ကွင်းလို့ဟုဟာကိုလိုက်ကအငိုးသွားဆရာပြောပြတာတွေကတာမန်လူဆိုယုံဖို့ကခက်တယ်ဆရာဟုတ်တယ်ကိုလိုက်ခွင့်ကပြုံးလိုက်ဒါကြောင့်မင်းတို့တချို့ကမပြောပြချင်တာပြုံးကြဘူးလေဒါပေမဲ့ကိုလိုက်ကတော့ကျွန်တော်တပည့်ဖြစ်တယ်ဒီနေ့စိုးသူငယ်ချင်းလေးဖြစ်တာကြောင့်အမှန်တမ်းပြောနေတာကိုလိုက်ကနည်းနည်းဆိုကောင်းကြီးလိုက်ဘာပဲဖြစ်ဆရာဒီလောကကြီးထဲမှာကျွန်တော်တို့မသိနိုင်သေးတဲ့အရာတွေအများကြီးရှိသေးတယ်ဆိုတာရှုံးတယ်ခွင့်ရကသဘောကျစွာရေးလိုက်သည်ဒါဘောကိုလိုက်ရကျွန်တော်လည်းဒီဆေးအိုးနဲ့သေချာထုတ်ယူပြီးလာခဲ့ဒါပေမဲ့ခွင့်ရကမျက်လုံးကိုမှိတ်လိုက်သည်ကိုရဲကထူးဆန်းတဲ့လက်နဲ့တစ်ခုကိုတွေးခဲ့သေးတယ်ဒါလိုတန်လေးလိုအနှဲ့အောင်တန်မင်းနဲ့လှုပ်ထားတာကိုလိုက်လက်ကင်မှာနှကားပုံထွန်းအဲ့ဒီလက်နဲ့ကိုကျွန်တော်ယူလာခဲ့ကိုလိုက်ရေးလိုက်သည်
ဟာဆရာကတော့လှုပ်ပြီးဟုတ်တယ်ဗျာခွဲကယ်ကရေလိုက်ဒါပေမဲ့ဒီလက်နဲ့ကနောက်ပိုင်းကြီးလမ်းမှာကျွန်တော်အသက်ကိုအချိန်ချင်းကယ်ပေးခဲ့တာကိုလိုက်ကောင်းခါရင်ပြောလိုက်ဆရာเจ้าနားထောင်ရတာတောင်းတညပုံမြင်လို့ပဲစိတ်ဝင်စားဖို့အရန်ကောင်းနေပြီဆရာခွဲကယ်ကဟာဟုတ်ပါပြီကိုလိုက်ပြောရင်နေလာမင်းတော့နောက်ဘက်ကိုရောက်တော့မယ်ကဲဒီနေ့တော့ဒီတော့ပဲဥပ္ပစာလေးတွေလို့ဖျားဝဲပြုတ်အိတ်ကြတာပေါ့ဟုတ်ပြီလားနောက်နေ့မှစပြောမယ်ကိုလိုက်ကမချင်တဲ့လိုမြေဆောင်ကိုထိုးကမပြောဘဲမနေနဲ့နော်ဆရာဇလန်ကကိုရီးယားစကားတောင်ဆွဆောင်မှုရှိနေကျွန်တော်သာကျေမောလိုက်သည်တို့တော့ညာလေးအေးမြကြောင့်ကိုစီကိုရာလမ်းခွဲသွားကြတော့သည်ဒါပေညာဤအလေးရောင်သည်ဒိတ်စိတ်နေသောရှောင်းဝဲတွင်ပြာကျနေစေဖြစ်၏